မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာသမိုင်းနဲ့ရခိုင်သမိုင်းတွေမှာမတွေ့ရတဲ့ပေါ်တူဂီရခိုင်သွေးနှောမိသားစုတစုရဲ့လွင်မောဖွယ်ကောင်းတဲ့အိမ်ပြန်ခရီးရခိုင်ပြည်လုံးချက်ကိုပြန်လာကြတဲ့လမ်းမှာအမေကဆုံးမောင်နှမနှစ်ဦးဟာတဦးပေါ်မှာတဦးအားကိုးပြီးမြို့ပြတေထောင်နေထိုင်ခဲ့ကြပေမဲ့အကိုဖြစ်သူကလည်းဆုံးပါနောက်ဆုံးမှာတော့လူလောကအလေးမှာအထီးကျန်စွာနေရခဲ့တဲ့နှမတော်ကလည်းရင်ခွေးနာကြပြီးတည်ဆုံးခဲ့ရတဲ့တီတာမောင်နှမတို့ရဲ့ဇလန်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။တကယ်တော့ဒီဇလန်းဟာတန်လျင်ကိုအနောက်ဘက်လန်မင်းတရားကြီးဝင်ရောက်တိုက်ခိုက်တာကနေပြီးတော့စခဲ့ပါတယ်။ငဇင်ကာဆိုတာကတော့မြန်မာသမိုင်းနဲ့ပတ်သက်ပြီးလူသိများပါတယ်။ဒါပေမဲ့လည်းငဇင်ကာရဲ့နောက်ွယ်ကသူ့ရဲ့သားမယားသူ့ရဲ့သားသမီးတွေနဲ့ပတ်သက်ပြီးတော့သမိုင်းအချက်အလက်တွေကလည်းအားနည်းတယ်လို့လူသိလေသိမရှိလှပါဘူး။တကယ်တော့ငဇင်ကာဟာပင်လေဓာမြတဦးသာဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရခိုင်ဘုရင်တွေနဲ့နှိစက်လာတယ်ဗမာဘုရင်တွေနဲ့နှိစက်မှုတွေရရှိလာခဲ့ပါတယ်ဒီတော့စစ်ဖက်ဆိုင်ရာတွေမှာအကူအညီတွေပေးခဲ့တယ်ဒါကြောင့်လည်းမြန်မာသမိုင်းမှာနာမည်ရလာတဲ့ပေါ်တူဂီလူမျိုးတူဖြစ်လာခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်တကယ်တော့ငဇင်ကဟာသူ့ခေတ်သူ့ခါမှာတော့မြန်မာပြည်တွင်ရေးတွေမှာတော်တော်လေးဝင်မွေခဲ့တဲ့သဘောမှလည်းရှိပါတယ်ငဇင်ကနဲ့ပတ်သက်လို့ကတော့မြန်မာရာဇဝင်တွေနဲ့ရခိုင်ရာဇဝင်တွေမှာအငြင်းပေါ်မှုအနည်းငယ်ကိုလည်းတွေ့ရပါတယ်ငဇင်ကာကိုရခိုင်ပြည်မင်းပါကြီးရဲ့သားလူလည်းရေးသားကြပါတယ်။မင်းပါကြီးဟာဘင်္ဂါစစ်နှစ်မြို့ကိုတိုက်ခိုက်အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာတော့ဘင်္ဂါဘုရင်ကဆက်သားလိုက်တဲ့ပေးတည်တာမင်းသမီးနဲ့ရတဲ့သားလူလည်းဆိုပါတယ်။ဒါကြောင့်ငဇင်ကာကိုငအင်္ဂါလို့ရခိုင်ရာဇဝင်တချို့မှာဖော်ပြကြပါတယ်။ဒါပြင်ငဇင်ကာဟာရခိုင်သွေးနှောတယောက်ဖြစ်တယ်လို့လည်းဆိုကြပါတယ်။မြန်မာရာဇဝင်တွေထဲမှာတော့ငဇင်ကာဟာဘသူလဲဆိုပြီးတော့ရေးသားကြတဲ့အခြေအနေတွေလည်းရှိပါတယ်။ဘာဖြစ်ဖြစ်ဒီဘရတူငဇင်ကာလို့ခေါ်တဲ့ပေါ်တူဂီကြီးကတော့မြန်မာသမိုင်းထဲမှာကောင်းခေးတာတွေမရှိသလောက်ပါသူဟာအင်အားများလာတာနဲ့အများဩဇာကိုစုစည်းပြီးတော့မြန်မာဘုရင်တွေရခိုင်ဘုရင်တွေကိုပုံငင်ဖို့ကြိုးစားခဲ့သူတူဦးသာဖြစ်ပါတယ်ဒီအကြောင်းအရာတွေဟာသမိုင်းဆိုင်ရာအကြောင်းအရာတွေဖြစ်တာကြောင့်ဒီနေရာမှာတော့ဘသူပေဝဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုမပြောဘဲဇလန်းကိုပဲကြည့်ရအောင်ပါမင်းရဇာကြီးဟာဟန်တာဝတီကိုအောင်နိုင်ပြီးတဲ့နောက်ပိုင်းမှာငဇင်ကာကိုတင်လျင်မျိုးစားအဖြစ်အနှံ့ခဲ့တယ်လို့ဆိုပါတယ်။ငဇင်ကာကလည်းဒီတိုင်းညီမနေပဲအင်အားတွေစုပြီးတော့တင်လျင်မှာဘယင်လုပြီးတော့မင်းမှုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ထိပြိုင်နှဲပြိုင်ဘယင်ဓမ္မလိုကျင့်ကြံလာခဲ့ပါတယ်။ဒါကိုမင်းရဇာကြီးသိတော့ဒါတော့မင်းခမောင်းကိုဆွေးလဲပြီးနှိမ်နှင်းစေခဲ့ပါတယ်။မင်းခမောင်းတက်တွေဟာငဇင်ကာနဲ့တိုက်ခိုက်ခဲ့ပေမဲ့ငဇင်ကာကိုမနိုင်ပဲမင်းခမောင်းဟာငဇင်ကာစီမှာဖန်ဆီးကန်ခဲ့ရပါတယ်။ဒါကိုသိတော့မင်းရဇာကြီးဟာတန်လျင်ကိုရှိတက်တိုက်ခိုက်ခဲ့ပြန်တယ်။ဒါပေမဲ့လည်းငဇင်ကာကိုမနိုင်ခဲ့ပါဘူး။မင်းရဇာကြီးတက်တွေဟာပြန်ဆုတ်လာပြီးတော့ငဇင်ကာကိုလက်ဆောင်ပန်နာတွေပေးပြီးတော့မှသားတော်မင်းခမောင်းကိုရွေးချယ်ခဲ့ရပါတယ်။နောက်တစ်ခါအနောက်ဖက်လွင်မင်းကတောင်ငူကိုသိမ်းပြီးတော့လက်ရှယ်နောင်ကိုလက်အောက်ခံထားပြီးမြို့စားအရာကိုပေးခဲ့ပါတယ်။နောက်ပြီးတော့တောင်ငူမှာရှိတဲ့ရဝေရှင်တွေမင်းစီရရတမိတ်ရှင်သင်ကိုစတဲ့စောင်းညှင့်တက်တဲ့စာပေအမှုပညာရှင်တွေကိုပါအဲဝါကိုခေါ်ဆောင်တော့ခဲ့ပါတယ်။လက်ရှင်နောင်ဟာဆိုရဲမိမိရှိလာစွာသောမိဖုရားဓာတုကလျာကွေလင်တဲ့အတွက်စိတ်မရှင်းမသာဖြစ်နေတဲ့အချိန်မှာပဲအခုတခါအနောက်ဖက်လင်မင်းရဲ့လက်အောက်ခံမြို့စားဖြစ်တဲ့အပေါ်မှာစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ခံစားခဲ့ကြရပါတယ်။ဒါ့အပြင်သူကိုယ်တိုင်ကလည်းလက်ယုံရည်ကိုအားကိုးသူတယောက်ဖြစ်လို့နေပါတယ်။သူ့ဆန္ဒအရာတော့အနောက်ဖက်လင်မင်းကိုလက်ဆရှည်သိမ့်ပိုက်လိုပေမဲ့လည်းအဲဝါကိုသိမ့်ပိုက်ဖို့ဆိုတာကတော့မလွယ်ကူခဲ့ပါဘူး။ဒါကြောင့်လည်းလက်ရှင်တော်ဟာတင်လျင်စာငဇင်ကာစီကိုစာရေးအကြောင်းကြားပြီးတော့တောင်ငူကိုတိုက်ခိုက်စေခဲ့ပါတယ်။ငဇင်ကာဟာလက်ရှင်တော်ကိုခေါ်ပြီးတော့တင်လျင်မှာထားခဲ့ပါတယ်။ဒါကိုသိတဲ့အနောက်ဘက်လွင်မင်းဟာငဇင်ကာတို့ရှိရာတင်လျင်ကိုရှိတက်တိုက်ခိုက်ခဲ့ပါတယ်။လက်ရှင်တော်နဲ့ငဇင်ကာကိုလက်ရဖမ်းဆီးပြီးတော့အဲ့ဒီနောက်မှာတော့လက်ရှင်နောင်ရောငဇင်ကာကိုပါကားစဉ်တင်ပြီးတော့နှစ်ဦးစလုံးကိုတက်ဖြတ်လိုက်ပါတယ်။နောက်ပြီးတော့အနောက်ဖက်လွင်မင်းဟာကျူပင်ခုတ်ကျုံကိုမကျင်စေရဆိုသလိုပဲငဇင်ကာရဲ့မိသားစုဝင်တွေကိုပါလိုက်လံရှင်းလင်းခဲ့ပါတယ်။ဆိုတော့ဒီဇလန်ကတော့ဒီမှာပဲအစာပြိုးတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ငဇင်ကာတည်ဆုံးပြီးတဲ့နောက်ပိုင်းမှာငဇင်ကာရဲ့မယားသားသမီးဆွေမျိုးတွေကိုပါလိုက်လံရှင်းလင်းဖို့ရှာကျင်တဲ့အခါမှာတော့ငဇင်ကာရဲ့ဇနီးလောင်ကျက်စာမင်းစောထွက်ရဲ့သမီးဖြစ်သူစောတန်နာဟာသူ့ရဲ့လူမမေသားငယ်သမီးငယ်တွေနဲ့စစ်ဘေးစစ်တမ်းတွေကြားမှာပြားများပြီးတော့အသက်ဘေးကလွတ်ရလွတ်ကြောင်းထွက်ပြေးခဲ့ပါတယ်။တချို့မှတ်တမ်းတွေထင်မှာတော့လောင်ကျက်စာမင်းစောထွက်ဟာရခိုင်ပြည်ရဲ့အခြေအနေတွေမငြိမ်သက်တာကိုအ
ခွင့်ကောင်းယူပြီးတော့သူ့ရဲ့သမီးစောတင်နာကိုငစင်ကာနဲ့ထိမ်းမြပေးပြီးတော့ပေါ်တူဂီတွေရဲ့အင်အားကိုရရှိဖို့ကျင့်စေခဲ့တယ်လို့ဆိုကြပါတယ်ဒီလိုနဲ့ငစင်ကာရဲ့မိဖုရားဖြစ်တဲ့စောတင်နာဟာသူ့ရဲ့ပါနိုင်သမျှသောအခြေအရင်တွေပစ္စည်းဥစ္စာတွေကိုယူပြီးတော့တန်လျင်ကနေလှေနဲ့ဆင့်တက်ပြီးထွက်ပြေးခဲ့ပါတယ်သူတို့ထွက်ပြေးလာတော့ဟင်္ဒတာမြို့ဘက်ကိုရောက်ရှိလာခဲ့ပါတယ်အဲဒီကနေငဝင်မြစ်ကိုဆန်ပြီးတော့ခရီးတွေဆက်လာလိုက်တာအခုတီတာကုန်းမြန်လို့ခေါ်ဆိုမဲ့နေရာကိုရောက်ရှိလာခဲ့ပါတယ်တကယ်တော့သူတို့သားအမိတွေဟာဇာတိမြေဖြစ်တဲ့ရခိုင်ပြည်လောင်ကျဲမြို့ကိုထွက်ပြေးလာခဲ့ကြတာပဲဖြစ်ပါတယ်လောင်ကျဲဟာပေါ်တူဂီရခိုင်သွေးနှောကလေးတွေရဲ့အမေစောတင်နာရဲ့ဇာတိမျိုးလေးဖြစ်ပါတယ်ငစင်ကာဇနီးစောတင်နာဟာလင်းသေးပြည့်ပြည့်ဘဝနဲ့အသက်လူပြည့်တဲ့အခါမှာတော့ဇာတိမြေလောင်ကျဲကိုပဲရွေးချယ်ခဲ့ပါတယ်ဒါဟာလူတဘာဝအရာအခက်အခဲတွေကြုံလာရင်မိမိတို့ရဲ့ဇာတိကိုတန်တမမောကြတဲ့သဘောတရားတွေလည်းဖြစ်ပါတယ်ဒီလိုနဲ့ငစင်ကာရဲ့မိဖုရားစောတင်နာဟာလေကိုစီးပြီးတော့ထွက်ပြေးလာရင်နဲ့ခရီးတွေကလည်းကြာမြင့်လာတဲ့အခါမှာတော့သူ့ရဲ့ကလေးတွေကလည်းမိခင်ဖြစ်သူကိုမေးကြရှာတယ်သူတို့ဟာဘေကိုသွားနေပြီးတော့ဘေအရှင်တိဒီလေကိုစီးပြီးတရှောင်းဝင်တရှောင်းထွက်သွားနေရမလဲဆိုတဲ့အမေးတွေကိုလည်းမေးလာခဲ့ပါတယ်ဒီအချိန်မှာတော့မိခင်ဖြစ်သူစောတင်နာကအိုးမှမှန်းမှန်းဝေဝေမြင်ရတဲ့တောင်တင်းကြီးတွေကိုမြင်ရလားလို့မေးခဲ့ပါတယ်ကလေးတွေကလည်းခေါင်းငိတ်ပြကြတယ်အဲ့ဒီအချိန်မှာတော့သူ့ရဲ့အမေဖြစ်သူကအဲ့ဒီမှာမှိုင်းမှိုင်းညွညွလှမ်းမြင်ရတဲ့တောင်ကိုနေရှိုးဖိုးကောင်တောင်လို့ခေါ်တယ်အဲ့ဒီတောင်ကြီးကိုကြော်လိုက်လို့ရှိရင်တော့အမေတို့သားတို့အခုသွားနေကြတဲ့သားတို့ရဲ့အဖိုးအဖော်တွေဦးလေးတွေအတော်တွေရှိတဲ့နေရာဒညဝတီလို့ခေါ်တဲ့တိုင်းပြည်ကြီးကိုရောက်ပြီအဲ့ဒီတိုင်းပြည်မှာတော့အလွန်တရာလှပတဲ့မြတ်ဦးဆိုတဲ့နေပြည်တော်ကြီးလေးရှိတယ်အဲ့ဒီမြတ်ဦးနေပြည်တော်ကြီးကနေနည်းနည်းလေးတက်လိုက်တာနဲ့လောင်ကျဲဆိုတဲ့မြို့ဆိုတာအမေတို့ရဲ့ဇာတိရှက်ကြွေပေါ့မိခင်ကြီးစကားဆုံးတော့ကလေးတွေဟာစိတ်မကောင်းစွာနဲ့ပဲတိတ်ဆိတ်ညင်တဲ့တော့ကြပါတယ်ဒီလိုနဲ့သူတို့ဘဝကိုအလှည့်အပြောင်းဖြစ်စေမယ်တီတာကုန်းမြေကိုရောက်တော့မေတ္တမင်စောတင်နာအပြင်းဖြားနာလာပြီးတော့ကိုယ်လန်ခွေကြပါတယ်အဖေမရှိအမေမရှိတော့တဲ့ကလေးနှစ်ယောက်ဟာမျက်စိတငယ်နားတငယ်လေးနဲ့မျောလင်းချက်မိနေကြတဲ့အချိန်မှာပဲအမေဖြစ်သူမိဖုရားစောတင်နာနဲ့အတူတန်လျင်ကိုလိုက်ပါလာခဲ့တဲ့အမက်သူတင်ကဒီကလေးနှစ်ယောက်ကိုမွေးစားခဲ့ပါတယ်ကလေးနှစ်ယောက်နဲ့ကြိုက်ပွင့်ပတော်မြို့ဟောင်းနေရာမှာပါလာတဲ့အချွေရံတွေနဲ့မြို့တီတောင်နေတိုင်းခဲ့ကြပါတယ်ဒီကလေးနှစ်ယောက်ကတော့ငစင်ကာနဲ့မိဖုရားစောတင်နာတို့ရဲ့သားတော်နန္ဒဘုရားနဲ့သမီးတော်သူပပဒေဝီတို့မောင်နှမနှစ်ယောက်ပဲဖြစ်ပါတယ်ဒီမောင်နှမနှစ်ယောက်ကိုပဲမြို့တီထိနဲ့အပ်ပြီးတော့မွဲအခေါ်ကြက်ရတီမျိုးအခုမြန်မာအခေါ်တီတာမျိုးကိုတီးပြီးတော့တီထောင်နေခဲ့ကြတာလည်းဖြစ်ပါတယ်ဒီကလေးနှစ်ယောက်ကိုလည်းလူရှိလူခင်အလွယ်ပေါ်တယ်လို့မြို့ပြတီထောင်တဲ့အခါမှာလည်းမြို့သူမြို့သားတွေကသူတို့နှစ်ဦးကိုချစ်ခင်ကျန်နာစော်နဲ့ပဲတီတာမောင်နှမလို့ဆိုပြီးတော့ခေါ်ဆိုခဲ့ကြပါတယ်ဒီနေရာမှာစကားဆက်လို့ဒီကလေးနှစ်ယောက်ကိုပြည်သူတွေကဘာကြောင့်ပို့ပြီးတော့အာယုံစိုက်ပြီးရှစ်ခံကြတယ်လဲဆိုလို့ရှိရင်သူတို့ဟာပေါ်တူဂီရခိုင်သွေးနှောတွေဖြစ်တဲ့အတွက်သွေးနှောတွေရဲ့သဘာဝအတိုင်းမျက်လုံးတွေနှာတန်တွေအသားအရောင်တွေကအစာကွေးပြားနေပါလိမ့်မယ်မျက်လုံးအရောင်ကလည်းအပြာရောင်သန်းပြီးတော့အသားအရောင်ကလည်းမဖြူမညွနဲ့နှာတန်ဆင်းပြီးတော့အရက်အမောင်းထောင်ထောင်မောင်းမောင်းနဲ့အလွန်တရာရုပ်ရည်ပြည့်ပြည့်ပြီးတော့ထူးခြားတဲ့တွံပြန်ရှိနေလိမ့်မယ်လို့ယူဆနိုင်ပါတယ်ဒါကြောင့်ဒီကလေးတွေဟာလူတိုင်းရဲ့နှလုံးသားကိုသိမ်းယူနိုင်ပြီးတော့လူတိုင်းရဲ့ချစ်ခင်မှုကိုလည်းရရှိပိုင်ဆိုင်ခဲ့ကြတယ်လို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်ရွှေဘူခရိုင်အတွင်းကဗရန်ဂျီရောဆိုတာကိုတွားရောက်လေ့လာပူပါတယ်။ဒီရောကလူတချို့ဟာအသားအရည်တွေအရက်အမောင်းစပင်ပုံစံတွေကမြန်မာလူဖြစ်နေကြပေမဲ့တချို့လူတွေရဲ့မျက်လုံးအရောင်တွေဟာအခုအချိန်ဒီအပြာရောင်တွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ဒါ့အပြင်ရော်တင်းမှာရှိတဲ့ရှားချောင်းကိုလည်းတွားရောက်လေ့လာတဲ့အခါမှာတော့ဘုန်းတော်ကြီးဟာမျက်လုံးအပြာရောင်အရက်ထောင်ထောင်ပေါင်းပေါင်းနဲ့အလွန်တရာမှခန်းကြားတဲ့ဥပဒေရုပ်ကိုပိုင်ဆိုင်ထားတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့်ဒီတီတာမောင်နှမတို့နှစ်ယောက်ဟာလည်းဒီလိုမျိုးတွံပြန်လက္ခဏာတွေရှိလိမ့်မယ်လို့ယူဆနိုင်ပါတယ်။ဒီလိုနဲ့တီတာမောင်နှမတို့ဟာမြို့တေထောင်ပြီးမောင်နှမနှစ်ယောက်အလွန်ချစ်ခင်စွာပဲမြို့ကိုအုပ်ချုပ်နေတိုင်ခဲ့ကြပါတယ်။ဒါကိုတန်းကြတော့အနောက်ဘက်လည်းမင်းဟာတီတာမြို့ကိုရှီတက်လာခဲ့ပါတယ်။ဒီတန်းကိုကြတော့တီတာမောင်နှမနှစ်ဦးဟာကြိုက်တဲ့တုံလှန်သားမြို့အနီးခေါက်ပေါင်ကြီးရိုကိုထွက်ပြေးတင်းချောင်နေခဲ့တယ်လို့ဆိုပါတယ်။အနောက်ဘက်လည်းမင်းရောက်လာတဲ့အခါမှာတော့တီတာမြို့မှာငစင်ကာရဲ့သွေးသားဖြစ်တဲ့တီတာမောင်နှမကိုရှာမတွေ့ပဲပြန်လေစုပ်ပေါ်သွားတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့တီတာမောင်နှမဟာတီတာမြို့ကိုပြန်လာရလဲမှာ
အင်္ဂပူမြို့ရဲ့အနောက်ဘက်တောင်ပေါ်မှာ3 နှစ်တာခေတ္တနေထိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီနေရာမှာပုံးဆောင်နေရန်ကလည်းတီတာမောင်နှမဟာမြေအောင်မြို့ကွင်းကောက်ဒေသမှာဇီတီပထိုးတော်တွေကိုတည်ထားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီမှာ3 နှစ်နေထိုင်ပြီးတော့မှတီတာမြို့ကိုပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်ဒီလိုမျိုးမောင်နှမ2 ဦးတို့ဟာတီတာမြို့ကိုပြန်လာပြီးတော့နေထိုင်ခဲ့ကြပေမဲ့လည်းအကူဖြစ်တဲ့နန္ဒဗျာဟာဘေးထိုးရင်ကျက်နာကိုပြန်စွာခင်စားလာရပြီးတော့AD 1683 ခုနှစ်မှာကွေလန်ခဲ့ပါတယ်အခုဖြစ်သူကွေလန်ပြီးတော့မကြခင်မှာပဲနှမဖြစ်တဲ့သူပပဒေဝီမက်သမင်းလေးမှာလည်းအကူဖြစ်သူကိုလွမ်းဆွေးတန်တာစိတ်တွေနဲ့ရင်ကွင်းလာကြပြီးတော့တည်ဆုံးခဲ့ပါတယ်မိခင်ဖြစ်သူကလည်းတည်ဆုံးဖခင်ဖြစ်သူတည်ဆုံးအကူရအကိုကလည်းတည်ဆုံးရတော့မက်သမီးလေးရဲ့ဘဝဟာအလွန်တရာမှခက်ခဲစွာရှင်သန်နေထိုင်ခဲ့ရပုံလေးရပါတယ်ဒီထက်အရေးကြီးတာကတော့သူတို့ရဲ့မိသားစုမူလရင်မင်းဆက်ဖြစ်တဲ့ဇာတိရခိုင်ပြည်ကိုပြန်မရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါဟာဒီဇယ်လန်ရဲ့ပို့ပြီးတော့လွမ်းဆွေးပွေကောင်းတဲ့ဖြစ်ရလေးဖြစ်ပါတယ်တီတာမောင်နှမဟာတီတာမြို့ကိုပြန်ရောက်ရှိမှာတော့ရွှေနှဲဦးစီတီအခုမြသိန်းတန်စီတီရွှေတန်းဦးစီတီရွှေကူနီဖျားတွေကိုတည်ထားခဲ့တယ်လို့ဆိုပါတယ်ဘောင်တော်နန္ဒဗျာရဲ့ဇာပနာကိုတော့ရွှေနှဲဦးဖျားဖနက်တော်ပန်းတင်ကုံအနီးမှာတန်စကားနေသားထင်းတွေနဲ့တန်းကြိုခဲ့တယ်လို့လည်းဆိုပါတယ်နှမဖြစ်သူသူပပဒေဝီရဲ့ဇာပနာကိုတော့သူငငယ်တုန်းကကစားခဲ့မှုတဲ့သူရဲ့ကောက်မှုတော်ရွှေတန်းဦးဖျားရှိတဲ့တုံးပြန်တောင်ပူစာပေါ်မှာအလောင်းကိုရွှေသားတလားနဲ့ထိပ်ပြီးတော့မိဖုရားအသုံးအဆောင်တွေနဲ့တကွတန်းကြိုခဲ့တယ်လို့လည်းဆိုပါတယ်အဲ့ဒီနောက်မှာတော့မောင်နှမ2 ဦးစလုံးဟာကောင်းရာသူကတိကိုမရောက်ကြပဲတဦးပေါ်တဦးအလွယ်တန်ရောစဉ်ကြည့်တဲ့သူတွေဖြစ်တဲ့အတွက်ကွေလန်တဲ့အခါမှာတော့နက်စိန်ဘဝကိုရောက်ရှိတော့ခဲ့ကြတယ်လို့လည်းဆိုပါတယ်နက်ဖြစ်ပြီးတဲ့နောက်မှာတော့တီတာမောင်နှမကိုပသိမ်အနောက်ငတိုင်းရှောင်းမြည်ရရှင်တဲ့မိုးရာသည့်အချိန်မှာလှေပွေးကြီးတွေအကြီးအကျယ်ကျင်းပပြီးတော့ပူဇော်လေးရှိတယ်လို့ဆိုပါတယ်နောက်ပြီးတော့မြသိန်းတဲ့ဘုရားဖွဲ့ကိုလည်းနှစ်စဉ်ကျင်းပလာခဲ့ကြတာဒီနေ့အရှင်ကြီးဖြစ်တယ်လို့လည်းဆိုပါတယ်ဒီတီတာကုန်းပြန်ဆိုတာအေရဝတီတိုင်းဒေသကြီးရေချေမြို့နယ်အတွင်းမှာရှိတဲ့တီတာကုန်းရောသမိုင်းဝင်ရွှေနှဲဦးမြသိန်းတန်စီတီရွှေဒန်းဦးစီတီရွှေကူနီဖျားတို့ကိုအကြောင်းပြုပြီးတော့၎င်းတီတာမောင်နှမတို့ရဲ့နက်ကွင်းနဲ့ဆက်ဆက်ပြီးတော့၎င်းလူသိများတယ်လို့ဆိုပါတယ်တီတာမောင်နှမဆိုတာကတော့မောင်တော်နန္ဒဗျာနဲ့နှမတော်သူပပဒေဝီမက်သမီးတို့ကိုခေါ်ဆိုပြီးတော့တီတာကုန်းပြန်ရော်ကြီးကိုတော့တရှိန်လုံးကပသိမ်32မျိုးစရဲမှာကြိုက်ပွင့်ပတော်ကြိုက်ပွင့်ပတော်ကြိုက်မင်းပတော်ကြိုက်တော်ပြေပတော်ကြိုက်ရက်တီမျိုးဆိုပြီးတော့အဆင့်ဆင့်ပြောင်းလဲခွာဝေါ်သမုတ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်ကြိုက်ရက်တီမျိုးကနေ30ကြိုက်ရတီတာအဲ့ဒီကနေ30တီတာကုန်းပြန်ဖြစ်လာခဲ့တယ်လို့လည်းမှတ်ယူကြပါတယ်တီတာကုန်းပြန်ရဲ့အ내အတိတ်ပေကတော့တီတာဟာတီတာကဆင်းသက်လာတာဖြစ်ပြီးတော့အေးရှင်းตายရတယ်လို့အတိတ်ပေကိုဆောင်းပါတယ်ကုန်းပြန်ကတော့ကုန်းမြင့်လို့အတိတ်ပေရတဲ့အတွက်အေးရှင်းตายရတဲ့ကုန်းမြင့်နေရလို့ပဲမှတ်ယူနိုင်ပါတယ်ဒီတီတာမောင်နှမတို့ရဲ့အကြောင်းအရာကိုတော့တီတာနဲဦးဖျားဖြစ်တဲ့မြသိန်းတန်ဇေတီကို1880ခုနှစ်ကပြုပြင်ခဲ့တဲ့ဘုရားတကာဥဖိုးလွမ်းပြေဇနီးမတွန်းအောင်တို့ကရေးထိုးခဲ့တဲ့ကြောက်စာမှာဖော်ပြထားပါတယ်ဒီကြောက်စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှာတွေ့ထားတဲ့ကြောက်စာမူရင်းကိုကိုးယူထားတဲ့အတိုင်းဒီနေရာမှာဖက်ကြားတင်ဆက်ပေးပါမယ်ဒီကြောက်စာပါအကြောင်းအရာတွေကတော့ဇေယတုဘုနာပယံတမ္ပတိပတိုင်းယတနာပူရအင်းဝပြည့်ရှင်အနောက်တန်လွင်မေတ္တရားကြီးသည်ပဲခူးဟန်တာဝတီမြို့တွင်မြို့ကျွမ်းတက္ကရာ980ပြည့်စနစ်နှင့်နန်းဆန်သောတန်လွင်မြို့သားကလားငစင်ကလောင်းကျက်မြို့သူရခိုင်မမိဖုရားစောတန်တာသားတော်နန္ဒဗျာသမီးတော်သူပပဒေဝီဘိုးတော်မင်းစောထွက်တို့ကိုလက်ရဖမ်းယူရာတန်လွင်မြို့သားကလားငစင်ကာကိုသာမိ၍ရာဇဝဲဖြင့်ကွဲ့မြတ်တော်မူသည်ဘိုးတော်နဲ့တုံကမိဖုရားသားသမီးတို့ကိုမမိ၍ဘိုးတော်ကမွဲမြို့ပိုင်အနောက်ရှောင်းလက်တဲ့သို့ထွက်ပြေးတင်းရှောင်ပုန်းရှောင်နေသောကြောင့်ဖိုးတော်ရှောင်းဟုခေါ်သည်မိဖုရားစောတန်တာသည်သားတော်နန္ဒဗျာသမီးတော်သူပပဒေဝီတို့နှင့်တကွလောင်းကျက်မြို့သို့ထွက်ပြေးတင်းရှောင်ပြန်လာရာကျက်ပွင့်ပတော်မြို့အနောက်ရှောင်းကုန်းပြန်ရွာတော်မိဖုရားသည်ဖျားသောယောဂါနှင့်တည်လေ၏သားနှင့်သမီးမောင်နှမ2 ယောက်တို့ကိုဒညဝတီအမက်သူတင်နှင့်တွေ့၍ကောက်ယူမွေးစား၍ကြီးမြောက်သောကာလဘ
ဘုံပညာလက္ခဏာနဲ့ပြည့်စုံသဖြင့်မဲမျိုးမှန်တည်၍ဘူဘာစုယုံပြီးလျင်တက္ကရာ985ခုနှစ်တဘိုးတေလဆင်9ရက်600နေ့ကျက်ရတီမြို့ကိုတည်၍နေန္ဒဘယသူပပါဒေဝီ၎င်းမောင်နှမ2ယောက်တို့ကိုမဲမြောက်၍နန်းဆင်စေ၏မွင်တို့ဘာသာကျက်ရတီမြို့ကိုမြန်မာဘာသာတိတာမြို့လို့ခေါ်၏ထိုအကြောင်းကိုအနောက်ဘက်လွင်မေတ္တရာကြားသိတော်မူလျင်ဖမ်းယူဟုတက်တော်မူ၍၎င်းမောင်နှမ2ယောက်တို့သည်ကျက်တထုံလှန်သားမြို့အနီးကောင်းပေါင်းကြီးတွင်တောရောက်ထွက်ပြီးတိမ်းရှောင်ပုံ၍နေကြလေ၏၎င်းတန်လျင်မေတ္တရာကြီးသည်မတွေ့၍ပြန်လီသည့်နောက်တက္ကရာ986ခုတကူလတွင်မေတ္တာမေသမီ2ယောက်တို့သည်မိမိတို့နေရတိတာမြို့ကိုပြန်လာရာအင်္ဂပူမြို့အနောက်ဘက်တောင်ပေါ်တွင်ခိတ္တမြို့တည်၍3နှစ်နန်းဆန်ပြီးမှတိတာမြို့ကိုကစုံလပိကျော်စင်ရဲ့တနင်္ဂနွေနေ့ပြန်ရောက်တော်မူ၍တက္ကရာ989ခုတပေါင်းလဆင်9ရက်တောကြာနေ့တွင်နေဥဖျားကူနီဖျားတကျင်းတည်၏၎င်းနောက်သူပပဒေဝီမြည်သောမေသမင်းသည်တညီဤယံကစားရာဖြစ်သောတုံးပြန်တောင်ပူစာပေါ်တွင်ရွှေတန်းဥဖျားကိုတည်၏ထို့နောက်တက္ကရာ999ခုပြာသူလအတွင်ပြင်းစွာသောဘေးထိုးရန်ကျဲနာနှင့်မောင်နန္ဒဘယနေရောစေ၏ကျင်ရည်သောအလောင်းကိုရွှေနေဥဖျားဘိနတ်တော်ပဲနှင့်ခုံနာတွင်တန်စကားနင်သာဒန်းတို့နှင့်သင်ယူ၏၎င်းနောက်တပေါင်းလဆင်တရက်နှမတော်သူပပဒေဝီမဲသမင်းသည်မောင်တော်ကိုလွှဲဆွတ်သောစိတ်နှင့်ပြင်းစွာဖျားရည်နှွဲ့ရော်စေ၏၎င်းအလောင်းကိုရွှေသားတလားမိဖုရားအသုံးအဆောင်နှင့်တုံးပြန်တောင်ပူစာပေါ်တွင်သုံးမီရဇာပနကိုတန်ကြိုမှုထား၏၎င်းမင်းသားမောင်နှမတို့သည်တိမ်ပါသောအယူနှင့်နက်စင်ဖြစ်၏ရဲနှင့်မောင်နှမကိုတီတာမောင်နှမဟုခေါ်၍ပသိမ်အနောက်ရှောင်းငတိုင်းရှောင်းလေးမျက်နှာနေသူနေသားတို့ကကိုးကွယ်ပူဇော်ကြ၏ငဝယ်မြစ်ခေါ်အနောက်ရှောင်းမြစ်ရည်ရှင်ရှင်မိုးအခါ၌လှေပွေးအကြီးအကျယ်ကျင်းပ၍နှစ်ပွေးပြုလုပ်သည်တပါးတည်းမြသိမ့်တဲ့ဘုရားပွဲကိုလည်းလုံမြဲဖြစ်သည်လို့ဖော်ပြထားပါတယ်ဒါကတော့ရွှေနဲ့ဦးဘုရားမှာရေးထိုးထားတဲ့တီတာမောင်နှမတို့ရဲ့အကြောင်းကြောက်စာပဲဖြစ်ပါတယ်တီတာမောင်နှမနဲ့ပတ်သက်လို့ကတော့မြန်မာရာဇဝင်တွေမှာလည်းအခြေတဝင်းရေးထားတာမရှိသလိုရခိုင်ရာဇဝင်တွေမှာလည်းအလွယ်လူသိနေလှပါတယ်နောက်ပြီးတော့ဒီဇန်လန်ဟာမြန်မာပြည်မှာတော့လူသိနေပေမဲ့သူတို့ဒေသမှာတော့အလွယ်တရားမှဆွေးမြေ့ဖွယ်ကောင်းတဲ့ဇလန်းလေးဖြစ်ပါတယ်တကယ်တော့မိဖုရားစောတန်တာသားတော်နန္ဒဘုရားသမီးတော်သူပပဒေဝီတို့ဟာအေယာဝတီတိုင်းကိုရောက်ရှိခဲ့ကြပေမဲ့သူတို့ရဲ့ဇာတိရခိုင်ကိုမရောက်ရှိခဲ့ကြပါဘူးတကယ်တော့မိခင်ကြီးဟာတက်ရှိထင်ရှားရှိနေခဲ့မယ်ဆိုရင်သူတို့မိသားစုဟာသူတို့ရဲ့မူလရည်မင်းဆက်ရခိုင်ကိုအရေးဆန်းပြီးတော့တောလူကတောနိုင်ခဲ့ပါတယ်မိခင်ကလည်းတည်ဆုံးတော်တော့ဒီကပြားလေးနှစ်ယောက်ဟာဆွေတော်မျိုးတော်တွေကိုရှာဖို့ဆိုတာကလည်းအလွယ်တရားမှခက်ခဲနေတဲ့သဘောမှလည်းရှိခဲ့ပါတယ်နောက်တစ်ခုကတော့မိဖုရားစောတန်တာဆိုတာကဘရင်သမီးတော်ဘရင်ဆွေတော်မျိုးတော်တွေမဟုတ်ပဲလောက်ကျဲမျိုးစားရဲ့သမီးတော်သာဖြစ်တဲ့အတွက်သူတို့ရခိုင်ကိုပြန်ရောက်လို့ရှိရင်ရောတိတ်ပြီးတော့အရေးတယူလောက်ကြလိမ့်မယ်လို့တော့ယူဆလို့မရပါဘူးနောက်တစ်ခုကတော့သူတို့ဟာအမှန်တကယ်ရခိုင်ကိုရောက်ရှိခဲ့လို့ရှိရင်အဲ့ဒီမျက်လုံးပြပြအသားဝါဝါနှာတင်ကောက်ကောက်နဲ့ပိုတူဂီသွေးနှောတဲ့မောင်နှမ2ဦးကိုရောဘယ်လိုများဆက်ဆံကြမလဲဆိုတာကလည်းစဉ်းစားစရာကောင်းလာပါတယ်။ဘာဖြစ်ဖြစ်ဒီဇလန်မှာတော့ဖခင်ရဲ့အာဏာကိုမလွန်ဆွဲနိုင်လို့နိုင်ငံခြားသားပေါ်တူဂီကိုလက်ထပ်ခဲ့ရတဲ့စောတန်နာမိဖုရားဟာဒုက္ခကြုံလာတဲ့အခါမှာတော့သူ့ရဲ့ရင်သွေးလေး2ယောက်ကိုပိုက်ပြီးတော့ဇာတိမြေကိုရောက်အောင်လာခဲ့ပါတယ်။ဒါပေမဲ့လည်းကဲမကောင်းစွာနဲ့ပဲလက်ကူလက်မှာသူတို့ရဲ့ဘဝဟာအဆုံးသတ်ခဲ့ရပါတယ်။အခုရှိမှတော့အေယာဝတီတိုင်းဒေသကြီးဟင်္သနာခရိုင်တီတာကုန်းရောတီတာကုန်းမြန်မှာတော့အဲ့ဒီပေါ်တူဂီရခိုင်သွေးနှောတဲ့တီတာမောင်နှမတို့2ယောက်ဟာမိမိတို့ရဲ့အဖိုးအဖော်တွေရဲ့တိုင်းပြည်ကိုလွမ်းလို့များရှိလေကြမလားညွညွဆိုင်ဆိုင်နဲ့ရခိုင်ရိုးမတောင်တန်းကြီးကိုခြေပြီးတော့သူ့ရဲ့အမေကိုများတတိယလို့ရှိကြလိမ့်မလားဆိုတာကတော့ကျွန်တော်တို့ရခိုင်လူမျိုးတဲ့အနေနဲ့လဲကြုံလို့ရှိရင်တော့တီတာကုန်းမြန်တီတာမောင်နှမတို့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တောရောက်လိလာနိုင်ကြမှာဖြစ်တယ်လို့သူတို့ရဲ့ကောင်းမှု